ရှေးရခင်ကဘာယာပြည်ကြီးယခုညောင်ရွှေမြို့မှာဘာယာမင်းကြီးစိုးစံပါတယ်မင်းကြီးမှာရုပ်ဆင်းအင်္ဂါချောမောပြီးဓာတ်ခုတ်လန်ထိုးစင်စည်းမြင်းစည်းစတဲ့မင်းသားတို့တက်အပ်တဲ့အတတ်ပညာကိုတက်မြောက်တဲ့ကောင်မဘုရားမင်းသားဆိုတဲ့သားတော်တစ်ပါးရှိပါတယ်အထူးသဖြင့်လေးများတက်မှာအလွန်ထူးချွန်သူပါဒီနေ့တော့ကောင်မဘုရားမင်းသားဟာတထုံပြည့်ရှင်မင်းကြီးရဲ့သမီးတော်ကိုတွားရောက်ကြည့်ရှုပြီးလက်ထပ်ထိမ်းမြားခဲ့ပါတယ်ကာလကြာလာတဲ့အခါမင်းသားဟာကိုယ့်ပြည်ကိုလွမ်းတာကြောင့်မိဖုရားစီခွန်ပန်ပြီးပြန်လာခဲ့ပါတယ်။လမ်းခီးမှာမင်းသားဟာနဂါးဘတောင်ကိုရောက်လာပါတယ်။အဲ့ဒီတောင်ပေါ်မှာနဂါးတစ်ကောင်နဲ့ဂလုံတစ်ကောင်တို့ရန်ဖြစ်နေတာကိုတွေ့ရပါတယ်။ဂလုံကနဂါးကိုဖမ်းဖို့ကြိုးစားနေပေမဲ့ဖမ်းမရပဲဖြစ်နေပါတယ်။အနီးနားကရတိတ်တစ်ပါးစီမေးမြန်းကြည့်တော့ဒီနဂါးမှာဗဒမြမျက်ရှင်ပါနေလို့ခေါင်းနဲ့ခါးကနေဖမ်းရင်မရဘူး။ဒီဘိုင်းကနေဖမ်းရင်ဗဒမြကြပြီးဖမ်းလို့ရမယ်လို့သိရပါတယ်။ဂလုံကအဲ့ဒီတိုင်းလိုက်ကိုပြင်ဆင်နေတော့မှနဂါးကကောင်မဘုရားမင်းသားကိုအတက်ကယ်ဖို့ကိုညီတောင်းပါတယ်မင်းသားကလည်းလေးများနဲ့ဂလုံကိုပြစ်ချလိုက်ပါတယ်ဂလုံကတေခါနီးမှာငါနဂါးကိုစားရခါနီးမှာမင်းလက်ချက်ကြောင့်တင်ရတာမို့နောင်ဘဝမှာကြီးမားတဲ့ခန္ဓာကိုယ်နဲ့မင်းလန်းကြောင်းမှာပိတ်ဆို့ပြီးရမှုနိုင်ပါစေလို့ချိန်သာတိုက်ပြီးတည်ဆုံးသွားပါတယ်ကျေးဇူးတင်တဲ့နဂါးကတော့မင်းသားကိုလိုအပ်ချိန်မှာမြေကြီးကိုတုံးချက်ပုတ်ပြီးခေါ်လိုက်ရင်ရောက်လာပြီးကူညီပေးပါမယ်လို့ကတိပေးခဲ့ပါတယ်ဂလုံဟာနောက်ဘဝမှာပင်တရားလိုင်ကိုရဲ့အလဲကူထဲမှာကြီးမားတဲ့ပင်ကူကြီးဖြစ်မွေးဖွားလာပါတယ်။အဲ့ဒီချိန်မှာပင်တရားမျိုးအလေးကပိန်းတလောက်ကမှနတ်သမီးခုနှစ်ပေါ်ရေကစားနေကြရာကနေမောင်ရီပြိုးလာလို့ပြန်မရတော့ပဲကူထဲမှာညအိတ်ခုန်နာကြပါတယ်။အလဲကူကပင်ကူကြီးကတော့နတ်သမီးတွေရဲ့စကားတန်ကြားပြီးဘူပဝါကိုပင်ကူမြင်တွေနဲ့အထက်ထပ်ပိတ်ဆို့ပြီးနတ်သမီးတွေကိုဖမ်းချုပ်ထားလိုက်တယ်ဒီဖြစ်ပျက်ကိုပုံမာပြမင်းသားကြားတည်သွားတဲ့အခါနတ်သမီးတွေကိုကယ်ဖို့ပင်းတရားလိုင်ကူစီလာခဲ့ပါတယ်ပင်ကူကြီးရဲ့အမြင်တွေကိုဖြတ်ပြီးဘူထဲကပင်ကူကြီးကိုလေးများနဲ့ပြစ်တက်နိုင်ခဲ့ပါတယ်အဲ့ဒီခါမှာပင်တရားဒေသခံတွေကပင်ကူရပြီလို့ဝမ်းသာအားရအော်ဟစ်ခဲ့ရကနေပင်တရားဆိုတဲ့နာမည်ဖြစ်ပေါ်လာတယ်လို့ဆိုကြပါတယ်ဒီဇလန်ကပင်တရားမျိုးရဲ့ထင်ရှားတဲ့ဒန္တာရီတစ်ခုဖြစ်ပြီးရွှေဦးမြင့်လိုင်ကူရဲ့အဝင်ဝမှာလဲပုံမှန်ပြမင်းသားလေးများနဲ့ပင်ကူကြီးကိုပြစ်တက်နေတဲ့ရုပ်ထုကိုတွေ့မြင်နိုင်ပါတယ်